မိုးရီတဲထန်ကရွာသွန်းနေတဲ့ညတညမှာမေနာဖန်လို့ခေါ်တဲ့ခြံဝင်းကြီးတစ်ခုဟာအမောင်တူထဲမှာတိတ်ဆိတ်ငြိမ်သက်နေပါတယ်။လေပြင်းတွေတိုက်ခတ်နေတဲ့အတန်ကလွဲရင်တခြားဘာအတန်မှမကြားရပါဘူး။ဒါပေမဲ့ဒီတိတ်ဆိတ်မှုဟာတာမန်တိတ်ဆိတ်မှုမျိုးမဟုတ်ပဲနှစ်ပေါင်းများစွာဖိနှိပ်ခံထားရတဲ့တက်ရှိတွေရဲ့ပေါက်ဝဲခံဒီဒေါသတွေနာကျင်မှုတွေနဲ့ပြည့်နေနေတဲ့တိတ်ဆိတ်မှုမျိုးဖြစ်ပါတယ်။ချမ်ပီယံဖြစ်တဲ့မစ္စတာဂျွန်ဟာမူယူပြီးရိုင်းနဲ့ခြေလန်းနေနဲ့အိမ်ထဲကိုဝင်ရောက်လာပါတယ်။သူဟာအရက်ပလင်းကိုလက်ကမချပဲသူ့ရဲ့တာဝန်တွေကိုမေးလျော့နေတဲ့သူတစ်ယောက်ပါ။တိရစ္ဆာန်တွေဟာအစာရေစာငတ်မှုပြီးအေးအေးတံကိုအလူးလဲခံစားနေရပါတယ်။မစ္စတာဂျွန်အိပ်ပျော်သွားတဲ့အချိန်မှာတော့ခြံကြီးတစ်ခုလုံးရဲ့ကံကြမ္မာကိုပြောင်းလဲပစ်မဲ့အစည်းအဝေးတစ်ခုကိုစတင်ဖို့လူစုလာကြပါတယ်။တရိတ်ဆန်ဒီအားလုံးဟာစပကြီးဟောင်းထဲမှာတိတ်ဆိတ်စွေးရောက်ရှိနေပါတယ်။သူတို့ရဲ့မျက်လုံးတွေထဲမှာနှုတ်လင်းချက်ရောင်ကြီးတွေတန်းနေတာကိုတွေ့ရပါတယ်။အားလုံးရဲ့အလယ်မှာတော့အသက်ကြီးဆုံးနဲ့လေးစားရဆုံးဖြစ်တဲ့အိုးမေဂျာဆိုတဲ့ဝက်ကြီးကနေရာယူထားပါတယ်။အိုးမေဂျာဟာသူမသိဆုံးခင်မှာသူ့ရဲ့အိမ်မက်တစ်ခုကိုမျှဝေဖို့ပြင်ဆင်နေပါတယ်။သူ့ရဲ့အတန်ဟာအုံမင်းပင်မဲ့အားပါပြီးတရိတ်ဆန်ရဲ့နှလုံးသားကိုစီးဝင်စေပါတယ်။သူကလူသားတွေဟာသူတို့ရဲ့ရန်သူဖြစ်ကြောင်းတရိတ်ဆန်ရဲ့လက်အားကိုခေါင်းပုံဖြစ်ပြီးအမျက်ထုံနေကြောင်းရှင်းပြပါတယ်။လူသားတွေမရှိတော့ရင်သူတို့ဟာလွတ်လပ်ပြီးဒန်းလူညီများတဲ့ဘဝကိုရရှိနိုင်မယ်လို့ဟောပြောပါတယ်။အိုးမေဂျာရဲ့စကားလုံးတိုင်းဟာငမုတ်နေတဲ့တိရစ္ဆာန်တွေအတွက်ရေးတစ်ခွက်လိုဖြစ်နေပါတယ်။သူတို့ဟာဗီဆိုအင်္ဂလန်လို့ခေါ်တဲ့တခြင်းကိုတမ်းပြန်ရွတ်ကြရင်အနာဂတ်ရဲ့လွတ်လပ်ရေးအိမ်မက်ကိုမဲ့နေကြပါတယ်။ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲအဲ့ဒီညရဲ့အစည်းအဝေးပြီးချင်းမှာအိုးမေဂျာဟာအိုးမင်းမစွမ်းဖြစ်ပြီးကွယ်လွန်သွားခဲ့ပါတယ်။သူ့ရဲ့ခန္ဓာကိုယ်တည်ဆုံးသွားပေမဲ့သူထားရခဲ့တဲ့ဒေါ်လာရေးစိတ်ဓာတ်ကတော့မိတော့တစ်ခုလိုတောက်လောင်နေခဲ့ပါတယ်။ရန်နှင်းငယ်ကြတဲ့အခါမှာတော့အချင်းကြီးတွေပိုပြီးဆိုးဝါးလာပါတယ်။မစ္စတာဂျွန်ဟာအရက်ကိုပုံမတောက်လာပြီးတရိတ်ဆန်တွေကိုအစာကျွေးဖို့မင်းလျော့နေပါတယ်။စာလောင်မှုသိမ့်မှုဟာဤခံနိုင်စွမ်းကိုကျော်လွန်စေပါတယ်။နွားလီဟာစာလောင်လုံးတို့အစာရင်ရဲ့တကားကိုချိုးဖျက်ပြီးဝင်ရောက်စားတော့ကြပါတယ်။ဒီအတန်ကိုကြားတော့ဂျုံနဲ့သူ့ရဲ့လူတွေကနှင်းဟန်တွေကိုကင်ပြီးပြေးထွက်လာကြပါတယ်။သူတို့ဟာတရိတ်ဆန်တွေကိုရဲရဲဆက်ဆက်ရိုက်နေကြပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့အခြေအနေတွေကမတူတော့ပါဘူး။စာလောင်မှုနဲ့နာကျင်မှုတွေပေါင်းဆက်သွားတဲ့အခါကြောက်ရွံ့မှုဆိုတာပျောက်ဆုံးသွားပါတယ်။တရိတ်ဆန်တွေစုပေါင်းပြီးဂျုံနဲ့သူ့ရဲ့လူတွေကိုပြန်လည်တိုက်ခိုက်ကြပါတယ်။ယင်းကြီးပေါစာကသူ့ရဲ့တန်မာတဲ့ခြေထောက်တွေနဲ့ကန်ကြောက်ပြီးကျန်တဲ့တရိတ်ဆန်တွေကလည်းဝိုင်းဝန်းတိုက်ခိုက်ကြတဲ့အခါမှာတော့ဂျုံတို့အဖွဲ့ဟာအလိုယုံပြီးထွက်ပြေးလာကြတဲ့အခါမှာတော့မန်နာဖန်ဟာတရိတ်ဆန်တွေရဲ့လက်အောက်ကိုလုံးလုံးလားလားကြောက်ရောက်သွားပါတော့တယ်။မနက်ခင်းတယောက်ကြီးကြောက်ရောက်လာတဲ့အချိန်မှာတော့တရိတ်ဆန်တွေဟာမယုံကြည်နိုင်လောက်အောင်ဖြစ်နေကြပါတယ်။ကျိန်တန်နှိမ့်ဆက်တန်တွေမရှိတော့ပဲသူတို့ပိုင်ဆိုင်တဲ့လွတ်လပ်မှုကိုပြည့်ပြည့်ဝဝခံစားလျက်ရှိကြပါတယ်။ဝက်တီထဲမှာညံအကောင်းဆုံးဖြစ်ကြတဲ့စနိုးဘောနဲ့နာပိုလီယန်တို့နှစ်ယောက်ကခေါင်းဆောင်နေရာကိုရယူလိုက်ကြပါတယ်။စနိုးဘောကတက်ကြွပြီးစိတ်ကူးရင်ဆန်တဲ့သူဖြစ်ပေမဲ့နာပိုလီယန်ကတော့စကားနဲ့ပြီးလှုပ်ဝက်နေတဲ့မျက်လုံးတွေနဲ့အကောချတဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူတို့ဟာမန်နာဖန်ဆိုတဲ့နာမည်ကိုအန်နီမဲဖန်လို့ပြောင်းလဲလိုက်ကြပါတယ်။ပြီးတော့တရိတ်ဆန်တိုင်းလိုက်နာရမယ့်ပြည့်ညက်ချက်9ချက်ကိုနေရာပေါ်မှာရေးသားလိုက်ပါတယ်။အဲ့ဒီအထဲမှာအရေးကြီးဆုံးအချက်ကတော့ခြေနှချောင်းရှိသူကရန်သူခြေလေးချောင်းရှိသူကမိတ်ဆွေဆိုတာနဲ့တရိတ်ဆန်တွေအားလုံးဒန်းလူညီမြဖြစ်သည်ဆိုတဲ့အချက်တွေပါပဲ။အစာပိုင်းကာလတွေဟာပျော်ရွှင်စရာကောင်းလာပါတယ်။တရိတ်ဆန်တွေဟာကိုယ့်အတွက်ကိုလုံနေကြတာမလို့ပင်ပန်းရကောင်းမှမသိကြပါဘူး။အဲ့ဒီအထဲမှာဘောင်စာဆိုတဲ့မြင်းကြီးဟာအလိုအကျိုးစားဆုံးဖြစ်ပြီးငါပူပြီးအလုပ်လုပ်ရမယ်ဆိုတာကတော့သူ့ရဲ့ဆောင်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့မကြခင်မှာပဲမတိပတာပြောင်းလဲမှုတွေစတင်လာခဲ့ပါတယ်။နွားရီစီကရတဲ့နိုးတွေပျောက်ဆုံးသွားတဲ့ကိစ္စပဲဖြစ်ပါတယ်။တရိတ်ဆန်တွေကနိုးတွေကိုခွဲဝေတောက်ကြမယ်လို့ထင်ထားကြပေမဲ့နာပိုလီယန်နဲ့ဝက်တီကအဲ့ဒီနိုးတွေကိုသူတို့တွေကြီးတောက်သုံးလိုက်ကြပါတယ်။စကွယ်လာလို့ခေါ်တဲ့ဝက်တကောင်ကတော့သူတို့ဟာအုံနောက်ကိုသုံးချရတဲ့သူတွေဖြစ်တဲ့အတွက်အာဟာရပို့လို့အပ်တယ်လို့တရိတ်ဆန်တွေကိုလှည့်စားပြောဆိုပါတယ်။ဒါဟာယုံကြည်မှုကိုအလွဲသုံးစားလုပ်ရင်းရဲ့ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။တနေ့မှာတော့ဂျုံဟာလူအင်အားစုပြီးခြံကိုပြန်လဲသိမ်းပိုက်ဖို့ရောက်လာခဲ့ပါတယ်။စနိုးဘောဟာစစ်ဗျူဟာကိုကျွမ်းကျင်စွာချမှတ်ပြီးတရိတ်ဆန်တွေနဲ့ဥဆောင်တိုက်ခိုက်ပါတယ်။တနက်တန်တွေအော်ဟစ်တက်တွေနဲ့ဖုံလုံးနေကြကတရိတ်ဆန်တွေဟာအဲဝဲဝဲခုခံကြပါတယ်။စနိုးဘောကိုယ်တိုင်ဒဏ်ရာရခဲ့ပေမဲ့နောက်ဆုံးမှာတော့ဂျုံတို့အဖွဲ့ထပ်မံထွက်ပြေးသွားရပါတယ်။ဒီအောင်ပွဲဟာစနိုးဘောရဲ့ဂုံရောင်ကိုပုံမထုံးတော့လာစေပြီးတရိတ်ဆန်တွေရဲ့ချစ်ခင်မှုကိုရရှိစေခဲ့ပါတယ်။ဒါဟာနပိုလီယန်အတွက်မျက်စိစပွဲမွေးစူးစရာဖြစ်လာခဲ့ပါတယ်။နပိုလီယန်ဟာတိုက်ပွဲအတွင်းမှာရှိထွက်မလာခဲ့ပဲလက်ွယ်ကနေစောင့်ကြည့်နေခဲ့တာကိုဘယ်သူမှတတိမထားမိခဲ့ကြပါဘူး။စစ်ပွဲပြီးရဲ့နောက်စနိုးဘောဟာခြံရဲတိုးတက်ရေးအတွက်လေရဲတစ်ခုကိုတိစောက်ဖို့အကြံပြုပါတယ်။လေရဲဟက်ကနေလျှက်စီမီရရှိပြီးတရိတ်ဆန်တွေရဲ့အလုပ်ကိုတက်တာစေမယ်လို့သူကရှင်းပြပါတယ်။တရိတ်ဆန်အများစုကဒီအကြံဉာဏ်ကိုသဘောကျကြပါတယ်။ဒါပေမဲ့နပိုလီယန်ကတော့ပြင်းပြင်းထန်ထန်ကောက်ကွက်ခဲ့ပါတယ်။အစည်းအဝေးတစ်ခုမှာစနိုးဘောဟာသူ့ရဲ့စီမံကိန်းကိုဆရာထက်သာတင်ပြနေလုံးမှာပဲနပိုလီယန်ဟာရုတ်တရက်အတန်တကြီးနဲ့အော်ဟစ်လိုက်ပါတယ်ချက်ချင်းဆိုသလိုပဲနပိုလီယန်လျှို့ဝှက်စာမွေးမြူလေ့ကျင့်ထားတဲ့ခွေကြီးကိုကောင်ဟာဟောင်တန်နေနဲ့အတူထွက်ပြေးလာကြပါတယ်သူတို့ဟာစနိုးဘောကိုရန်ရှာပြီးတိုက်တက်ဖို့လိုက်လံတိုက်ခိုက်ကြပါတယ်စနိုးဘောဟာအသက်လူပြီးခြံစည်းရုပ်ကိုကြော်ကထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာတရိတ်ဆန်တွေအားလုံးထိတ်လန့်တုန်လှုပ်နေကြပြီးဘာလို့ရမှန်းမသိဖြစ်နေခဲ့ကြပါတယ်စနိုးဘောမရှိတဲ့နောက်မှာနပိုလီယန်ဟာအာဏာကိုတအူးတည်းချုပ်ကန်လိုက်ပါတယ်သူကအစည်းအဝေးတွေကိုဖျက်သိမ်းလိုက်ပြီးဝက်တီကသာဆုံးဖြတ်ချက်ချရမယ်လို့ကြေညာလိုက်ပါတယ်ထူးဆန်းတာကစနိုးဘောရဲ့အကြံဉာဏ်ဖြစ်တဲ့လေရဲတိဆောက်ခြင်းကိုနပိုလီယန်ကပြန်လည်အကောင့်ထဲဖို့အမိန့်ပေးလိုက်တာပါပဲစကွယ်လာကတော့ဒီအကြံဉာဏ်ဟာမူလာကလေးကနပိုလီယန်ရဲ့အကြံဉာဏ်ဖြစ်ပြီးစနိုးဘောကခိုးယူခဲ့တာပါဆိုပြီးတမိုင်းကိုပြင်ရေးလိုက်ပါတယ်တရိတ်ဆန်တွေဟာငြိမ်မမီတဲ့အတွက်ဒီစကားကိုယုံကြည်လိုက်ကြပါတယ်လေဟက်တိဆောက်ရေးလုပ်ငန်းခွင်ဟာအလွန်ပင်ပန်းခက်ခဲလာပါတယ်ကြောက်တုံးကြီးတွေကိုကုန်းပေါ်ကနေလှိမ့်ချပြန်တဲ့စီစီရီလို့ရတာကတရိတ်ဆန်တွေရဲ့ခွန်အားကိုစုပ်ယူသလိုဖြစ်နေပါတယ်ပေါဇာဟာတခြားသူတွေအတွက်အစာပေါင်းများစွာပို့လို့ရပါတယ်
သူဟာမနက်စောကြီးထားပြီးညနေတဲ့အထိကြောက်တုံးတွေကိုတက်ပို့ပါတယ်သူ့ရဲ့ခွာတန်းဟာခြံခွင်းတစ်ခုလုံးရဲ့နှလုံးခုန်တန်းလိုဖြစ်နေခဲ့ပါတယ်အချိန်ကြာလာတဲ့ အမျှဝက်တီရဲ့အခွင့်ထူးခံဘဝကအိုမိုတိတလာခဲ့ပါတယ်သူတို့ဟာဂျုံရဲ့အိမ်ထဲမှာနေထိုင်ကြသလိုမိဖို့ကြောင့်ကိုလည်းသုံးဆွဲကြပြီးနောက်ဆုံးမှာလူတွေလိုပဲဂရင်ပေါ်မှာအိတ်ဆက်လာကြပါတယ်ပညာချက်တွေကိုတွားကြည့်တဲ့အခါမှာတော့တရိษံများသည့်ဂရင်ပေါ်မှာမအိပ်ရဆိုတဲ့စာသားနောက်မှာအေယခင်းမြစ်ဆိုတဲ့စာသားကိုတိုးပြီးရေးထားတာကိုတွေ့လိုက်ရပါတယ်တရိษံတွေဟာသူတို့မဲ့ညံမှားနေကြလားလို့တန်တရားဝင်ကြပေမဲ့စကွယ်လာရဲ့ချင်းချောက်ပြောဆိုမှုတွေကြောင့်ငြိမ်နေခဲ့ရပါတယ်တကယ်တော့ပညာချက်တွေဟာညဘက်တွေမှာတိတိစိတ်ပြည့်စုံရေးသားခံရတာကိုဘယ်သူမှမမြင်ခဲ့ကြပါဘူး။စောင်းရသည်ရောက်လာတဲ့အခါမှာတော့အချင်းကြီးတွေကပုံမဆိုးဝါးလာခဲ့ပါတယ်။ဗီဒီယိုမုန်တိုင်းတစ်ခုကြောင့်မပြည့်ပြည့်သေးတဲ့လေယာဉ်ဟက်ပြိုကျသွားခဲ့ပါတယ်။နပိုလီယန်ဟာဒါဟာမုန်တိုင်းကြောင့်မဟုတ်ပဲစနိုးဘောကလာပြီးဖျက်ဆီးတာလို့ဆွဆွဲပါတယ်။စနိုးဘောကိုတစ္ဆာပေါက်တယောက်အဖြစ်ကြီးညာလိုက်ပြီးသူ့ကိုဖမ်းမိရင်စူးချမယ်လို့ပြောခဲ့ပါတယ်။ဒီဖြစ်ပျက်ကိုခွင့်ကောင်းယူပြီးနပိုလီယန်ဟာခြံထဲမှာတန်ရှင်းလုပ်ငန်းစဉ်ကိုစတင်ခဲ့ပါတယ်။သူဟာတရိษံတွေကိုစုဝေးစီပြီးစနိုးဘောနဲ့ဆက်သွယ်သူတွေရှိရင်ထွက်ခဲ့ဖို့ချင်းချောက်ပါတယ်။ကြောက်လန့်နေကြတဲ့တရိษံတွေဟာအတင်းကျပ်ဖိအားပေးမှုကြောင့်အုံးမမဲ့ဝေခံကြပါတယ်။ဝေခံလိုက်သူတိုင်းကိုနပိုလီယန်ရဲ့ခွေးတွေကချက်ချင်းကိုက်ဖြတ်ပြီးတပ်ပစ်ခဲ့ပါတယ်။ဒီလိုနဲ့တရိษံအချင်းချင်းမတက်ရဆိုတဲ့ပြည့်ညက်ချက်ဟာအတိတ်ပင်မဲ့သွားခဲ့ပါတယ်။ကျင်းကြီးရဲ့တရိษံတွေဟာကြောက်ရွံ့တုန်လှုပ်ပြီးတကောင်ကိုတကောင်မိတွေကငိုကြွကြပါတယ်။မီးစောအင်္ဂလန်တချင်းကိုဆိုဖို့ကြိုးစားပေမဲ့နပိုလီယန်ကအဲ့ဒီတချင်းကိုပိတ်ပင်လိုက်ပြီးအစားထိုးအနေနဲ့သူ့ကိုချီးကျူးတဲ့တချင်းတွေကိုသာဆိုခိုင်းပါတယ်။တိတိကျလာတဲ့အမျှ Animal Fan ဟာပြင်ပကလူအဖွဲ့အစည်းနဲ့ကုန်သွယ်မှုတွေစတင်ပြုလုပ်လာခဲ့ပါတယ်။ Wi-Fi လို့ခေါ်တဲ့သူတစ်ယောက်ဟာဂျားကန်ပွဲစားအဖြစ်ခြံထဲကိုဝင်ထက်သွားလာနေပါတယ်။ကျက်တီဟာသူတို့ရဲ့ဥတွေကိုလူတွေကိုရောင်းချဖို့အတွက်အတင်းကျပ်ပေးရပါတယ်။ကျမတွေကဆန္ဒပြတဲ့အနေနဲ့ဥတွေကိုအမြင့်ကနေပြစ်ချပြီးခွဲပစ်ကြပါတယ်။နပိုလီယန်ကတော့ကျက်တီကိုအစာဖြတ်ပြီးရဲရဲဆက်ဆက်နှိပ်ကိုပါတယ်။ကြံများပြားကတော့အစာငတ်ပြီးတည်ဆုံသွားကြပါတယ်။ဘာကိုစကွဲလာကယောဂကြောင့်တည်ဆုံသွားရဲ့လို့လင်ညာသတင်းလွှင့်ပါတယ်။ပရိဇန်ရဲ့ဘဝဟာဂျုံလက်ထက်ကထက်ပုံပုံဆိုးဝါးလာခဲ့ပါတယ်။အလုံးချိန်ပုံများလာပြီးအစာရည်သာပုံနေလာကြပါတယ်။ဒါပေမဲ့စကွဲလာကကိန်းကနန်းတွေကိုရွတ်ပြပြီးအရင်ကထက်ပိုကောင်းနေတယ်လို့နေစဉ်ဝါဒဖြန့်ပါတယ်။ဒီလိုနဲ့လေဟက်ကိုဒုတိယအကြိမ်ပြန်လဲတိဆောက်ကြပြန်ပါတယ်။ဒီတစ်ခါမှာတော့နေရန်တွေကိုပို့ထွန်းအောင်လုပ်ကြပါတယ်။ဘောက်ဆာဟာအုံမင်းလာပြီးဖြစ်ပေမဲ့သူ့ရဲ့ဝရီရကိုတော့မလျှော့ခဲ့ပါဘူး။သူ့ရဲ့အဆုတ်တွေကြွတ်သားနေနာကျင်နေတာကိုဖုံးကွယ်ပြီးကြောက်တုံးတွေကိုဆက်တင်နေပါတယ်။သူ့ရဲ့တစ်ခုတည်းသောရည်မှန်းချက်ကတော့ဒီလေဟက်ကိုပြီးသွားရင်အနားယူပြီးစားတင်မယ်ဆိုတဲ့အိမ်မက်ပါပဲ။ဒါပေမဲ့ကံကြမ္မာကမျက်နှာသာမပေးခဲ့ပါဘူး။ပြင်ပကလူတွေဖြစ်တဲ့ဖက်ဒရစ်နဲ့သူ့လူတွေကခြံထဲကိုလာရောက်တိုက်ခိုက်ပြီးလေဟက်ကိုရန်ဘလူးနဲ့ဖောက်ခွဲဖျက်ဆီးလိုက်ကြပြန်ပါတယ်။တရိษံတွေဟာဒေါသတကြီးပြန်လည်တိုက်ခိုက်ပြီးမောင်းထုတ်နိုင်ခဲ့ပေမဲ့လေဟက်ကတော့ပြပုံအတိဖြစ်သွားခဲ့ပါတယ်။ဒီတိုက်ပွဲမှာရင်းကြီးပေါစာဒိုင်ယာအပြင်းထန်ရသွားခဲ့ပါတယ်။သူ့ရဲ့ခွာတစ်ခုကွဲသွားပြီးခြေတော်လဲထော့နဲ့ဖြစ်နေပါတယ်။လေဟက်ပျက်စီးသွားပေမဲ့နပိုလီယန်ကတော့အောင်ဝဲကန်အခမ်းအနားကျင်းပနေပါတယ်။ဝစ်တွေကဝီစကီအရက်ကိုရှာဖွေသိရှိပြီးတောက်စားမူးရည်နေကြပါတယ်။တရိษံများသည့်အရက်မတောက်ရဆိုတဲ့ပြည့်ညက်ချက်ကိုလည်းအလွန်ကြုံဆိုတဲ့စကားလုံးဖြစ်ဆက်ပြီးပြင်ဆင်လိုက်ကြပြန်ပါတယ်။ဘောက်ဆာကတော့ဒဏ်ရာတွေနဲ့အတူလေဟက်ပြန်တဲ့တိဆောက်ရေးကိုဆက်လုပ်နေခဲ့ပါတယ်။တရိษံငယ်တွေကသူ့ကိုနားဖို့ပြောပေမဲ့သူကတော့လက်မခံခဲ့ပါဘူး။တနေ့မှာတော့ကြော်တုံးကြီးတစ်ခုကိုဆက်တင်ရင်းဘောက်ဆာလဲကျသွားခဲ့ပါတယ်။တရိษံတွေကသူ့ကိုစိုးရိမ်တကြီးနဲ့ဝိုင်းကြည့်နေတော့မှပဲစကွယ်လာရောက်လာပြီးဘောက်ဆာကိုမျိုးရဲကအကောင်းဆုံးဆေးရုံမှာစိတ်ကူးတာပေးမယ်လို့ပြောပါတယ်။ရင်နှင်းငယ်ကြတဲ့ခါမှာတော့ကုန်တင်ကားတစ်စီးရောက်လာပြီးဘောက်ဆာကိုတင်ဆောင်သွားပါတယ်။ဒါပေမဲ့စာဖတ်တက်တဲ့မြင်းကြီးဖက်ဂျမင်ကကားဘေးကစာကိုဖတ်ပြီးထိလက်နဲ့ကြောက်အော်ဟစ်လိုက်ပါတယ်။ဒါကဆေးရုံကမဟုတ်ပဲမြင်းကြီးကိုတတ်တတ်ယုံပို့တဲ့ကားဖြစ်ကြောင်းအော်ပြောလိုက်ပါတယ်။တရိษံတွေဟာကားနောက်ကိုပြေးလိုက်ပြီးဘောက်ဆာကိုဆင်းလာဖို့အော်ဟစ်ကြပါတယ်။အားနည်းနေတဲ့ဘောက်ဆာကလည်းကားထဲကနေရုံထွက်ဖို့ကြိုးစားပါတယ်။သူ့ရဲ့ခွာရည်နဲ့ကားနေရန်ကိုကန်ကြောက်ခဲ့ပေမဲ့အရင်လိုခွန်အားတွေမရှိတဲ့အတွက်တတ်တတ်ယုံကိုသာပါသွားခဲ့ပါတယ်။3ရက်လောက်ကြာတဲ့အခါမှာတော့စကွယ်လာကဝမ်နယ်ဘက်လက်ပုံစံနဲ့ဘောက်ဆာဆေးရုံမှာဆုံးသွားကြောင်းစုံကန်ကြီးအထိနပိုလီယန်ကိုတစ္ဆာရှိဖို့မှာသွားကြောင်းလင်ညာပြောဆိုပါတယ်။ကားဘေးကစာတွေကဆေးရုံကဝယ်ထားတဲ့ကားဟောင်းမလို့မဖြစ်ရသေးကြောင်းဆင်ခြင်ပေးပါတယ်။တရိษံတွေကတန်တရားရှိပေမဲ့ယုံကျင်တဲ့အောင်ဆောင်လိုက်ကြပြန်ပါတယ်။အဲ့ဒီညမှာပဲဝက်တီရဲ့အိမ်ထဲကနေစူညံတဲ့အတန်တွေကြားရပါတယ်။သူတို့ဟာဘောက်ဆာကိုရောင်းပြီးရလာတဲ့အရက်နဲ့ဝီစကီဝယ်တောက်ပြီးပျော်ပါနေကြတာဖြစ်ပါတယ်။ဘောက်ဆာရဲ့တစ္ဆာရှိမှုနဲ့အသက်ဟာဝက်တီအတွက်အရက်တောက်ဖို့တညစာသာတန်မိုးရှိခဲ့ပါတယ်။ဒီလိုနဲ့နေ့တည်းအများကြီးကုန်ဆုံးလာခဲ့ပြီးအရင်တုန်းကတော်လန်ရေးမှာပါဝင်ခဲ့တဲ့တရိษံအများစုဟာတည်ဆုံးကုန်နေပြီဖြစ်ပါတယ်။အသစ်ရောက်လာကြတဲ့တရိษံတွေကလည်းတော်လန်ရေးအကြောင်းကိုတန်တာကြီးတစ်ဖွဲ့ကြားဘူးနေကြပါတယ်။ခြံကြီးဟာပုံမူကြီးဝါလာပေမဲ့တရိษံတွေရဲ့ဘဝကတော့ယနေ့အတိုင်းမပြောင်းလဲခဲ့ကြပါဘူး။ဆာလောင်မြဲဆာလောင်ဆဲပင်မဲဆဲကြောက်ရွံ့မြဲကြောက်ရွံ့ဆဲဖြစ်ပါတယ်။ဝက်တီနဲ့ခွေးတွေကလွှဲရင်ဘယ်သူမှမချမ်းသာခဲ့ကြပါဘူး။တရက်မှာတော့တရိษံတွေဟာဘယုံကြီးနဲ့ဆရာမြင်ကွင်းတစ်ခုကိုမြင်လိုက်ရပါတယ်။စကွယ်လာအပါဝင်ဝက်တီဟာခြေနဲ့ချောင်းနဲ့မတ်တက်ရက်ပြီးလမ်းလျှောက်နေကြပါတယ်။သူတို့ရဲ့လက်ထဲမှာလည်းနှင်းနှံနေကင်ထားကြပါတယ်။သူတို့ကတော့ခြေလေးချောင်းကောင်းသည်ခြေနဲ့ချောင်းကပိုကောင်းသည်ဆိုပြီးကြွေးကြော်တံကိုအော်ဟစ်ပြောင်းဝကြပါတယ်။ဒီလိုနဲ့နေရန်မော်ကပြင်းကျက်ချက်9ချက်ပြောက်ကွယ်သွားပြီးစာချောင်းတစ်ချောင်းသာကျန်မာတော့တယ်။တရိษံအားလုံးဒန်းလူကြီးများဖြစ်သည်သို့တော်အချို့သောတရိษံများသည်အခြားသူများထက်အုံမိုဒန်းလူကြီးများဖြစ်သည်ဆိုတဲ့စာသားပါဒီလိုနဲ့တရိษံရဲ့နှလုံးသားထဲမှာနောက်ဆုံးကြံရိတ်ခဲ့တဲ့မျောနှင်းချက်မိတော့လေးပါငင်းသက်ခံလိုက်ရသလိုခံစားလိုက်ရပါတယ်ဝက်တီဟာလူတွေရဲ့အဝတ်စားတွေကိုဝတ်ဆင်ကြတယ်လီဖုန်းတွေသုံးကြသတင်းစာတွေဖတ်ကြနဲ့လူတွေနဲ့မထူးမခြားဖြစ်လာခဲ့ပါတယ်အဲ့ဒီညမှာပဲအင်ကြီးထဲမှာအခန့်ပွဲတစ်ခုကျင်းပခဲ့ပါတယ်နပိုလီယန်နဲ့ဝက်တီဟာအနီးနားခြံတွေကလူသားတွေနဲ့အတူဝမ်းဖွဲ့တောက်စားနေကြပါတယ်
ဗဂျင်မင်နဲ့အခြားတရိတ်ဆန်တွေဟာပြတင်းပေါက်ကနေတဆင့်တိတ်တိတ်ဆိတ်ချောင်းကြည့်နေကြပါတယ်နပိုလီယန်ကမင်းကွန်းပြောကြရမှာ Animal Fan ဆိုတဲ့နာမည်ကိုဖျက်သိမ်းပြီး Rainer Fan ဆိုတဲ့မူလနာမည်ကိုပြန်ပြောင်းလိုက်ကြောင်းကြေညာလိုက်ပါတယ်လူတွေနဲ့ဝက်တွေဟာအတူတူရေမောကြတောက်စားကြနဲ့ပျော်မြူးနေကြပါတယ်သူတို့ရဲ့မျက်နှာတွေကိုအပြင်ကနေကြည့်နေတဲ့တရိတ်ဆန်တွေကအပြန်အလှန်ကြည့်ရှုနေကြပါတယ်ဘသူကဝက်လဲဘသူကလူလဲဆိုတာခွဲခြားလို့မရတော့အောင်ပဲသူတို့ဟာတူညီလျက်ရှိကြပါတယ်ဒီလိုနဲ့အာနာရှင်ကိုတော်လှန်ခဲ့တဲ့သူတွေဟာကိုယ်တိုင်အာနာရှင်ဖြစ်သွားကြပါတယ်ဒါပေမဲ့ဒီ1954ခုနှစ်ရုပ်ရှင်ကားရဲ့အဆုံးသတ်မှာတော့စာအုပ်နဲ့မတူပဲညှို့နှင်းချက်တစ်ဆကိုပြီးဆုံးခဲ့ပါတယ်အိမ်ထဲမှာဝက်ဒီနဲ့လူတွေပျော်ပါနေတာကိုကြည့်ရင်တရိတ်ဆန်တွေရဲ့မျက်လုံးထဲမှာအတိတရားတစ်ခုဝင်လာခဲ့ပါတယ်သူတို့ရဲ့ခေါင်းဆောင်တွေဟာသူတို့မုန်းတီးခဲ့တဲ့ရန်သူတွေနဲ့တသားတည်းဖြစ်သွားခဲ့ပြီဆိုတာကိုသဘောပေါက်လိုက်ကြပါတယ်ဗဂျင်မင်ကရှေ့ဆုံးကနေဥဆောင်ပြီးကျန်တဲ့တရိတ်ဆန်တွေအားလုံးကိုစုယုံလာကြပါတယ်သူတို့ရဲ့မျက်လုံးတွေထဲမှာကြောက်ရွံ့မှုမရှိတော့ဘဲဒေါသနဲ့ပြတ်သားမှုတွေပြည့်နေလာပါတယ်သူတို့ကအင်ကြီးစီကိုတဖြည်းဖြည်းတူးကပ်သွားပြီးအင်ကြီးကိုဝမ်းချလိုက်ကြပါတယ်သူတို့ကဒုတိယအကြိမ်မြောက်တော်တန်ရေးကိုဆင်နွှဲဖို့အသင့်ဖြစ်နေကြပါတယ်ဒီလိုနဲ့ဝက်တီရဲ့ပေါ်လူပကြီးကားချက်ကိုငင်းချဖြတ်လိုက်တဲ့မြင်ကွင်းနဲ့အတူဇာကားကိုအဆုံးသတ်ထားပါတယ်ဒီဇလန်ဒီစာအုပ်ကပြီးတဲ့အတီတရားကတော့အာနာဆိုတာဆွဲနှဲစရာကောင်းတယ်လို့ကြောက်မက်ဖွယ်ရလဲကောင်းကြောင်းတရိတ်ဆန်တွေကိုအပြည့်ပြုပြီးရိုက်ကူးထားခြင်းဖြစ်ပါတယ်